ဒီနေ့ရဲ့တတိယမြောက်ပွဲစဉ်ဖြစ်ကဥရုဂွေးနဲ့ကိတ်ပါရီတို့ကန်ကြမဲ့ပွဲစဉ်အကြောင်းလေးကိုပြောချင်ပါတယ်ဒီပွဲစဉ်မှာဆိုရင်ဥရုဂွေးတင်းက body အနေနဲ့ 1.30 ကိုပေါင်းအနေနဲ့ 2.30 ဆိုပြီးတော့ထွက်ထားတယ်ဥရုဂွေးအနေနဲ့ပထမအဖွင့်ပွဲစဉ်မှာ Saudi အသင်းနဲ့တရေချခဲ့တဲ့အတွက်တမှတ်ပဲရလာတယ်အဲ့တော့အခုဒီဒုတိယမြောက်ပွဲစဉ်မှာအနိုင်3မှတ်ကိုတေချာပေါင်းစုဆောင်းသွားမှာဖြစ်တယ်ကိတ်ပါရီအသင်းရလဲဒါသူတို့ရဲ့ထူးထူးခြားခြားအနေနဲ့ကမ္ဘာဖလားပွဲဥထွက်မှာစပိန်လိုအသင်းကြီးကိုခံကစားပြီးတော့စီးစီးနဲ့တရေတမှတ်အဖို့တန်တမှတ်ရအောင်စုဆောင်းထားနိုင်တာဖြစ်တဲ့အတွက်ဒါခံစစ်မှာကြောတယ်လို့ပြောလို့ရတယ်ဒီပွဲမှာလည်းဒါခံစစ်ကိုတေချာပိတ်ဆို့ပြီးတော့ကစားလာမှာဖြစ်တယ်ဥရုဂွေးအသင်းအနေနဲ့ဒါစူးစမ်းပြီးတော့ထိုးဖောက်ပြီးတော့ကစားရမှာဖြစ်တယ်အဲ့တော့ဒီပွဲစဉ်မှာပေးထားတဲ့ကြေးတွေအရတော့ဒါဥရုဂွေးကတလုံးအနည်းဆုံးတော့နိုင်သွားဖို့ရှိတယ်ဂိုးတွေပြတ်ဖို့တော့အနေခက်မယ်နေထားတော့ရှိတယ်ပေါ့နော်အဲ့တော့ကြေးတွေရတော့ဥရုဂွေးအသင်းကိုကြိုက်တယ်ဂိုးပေါင်းမှာလည်းဂိုးပေါင်းအောက်ကိုကြိုက်တယ်ပေါ့နော်ဒီတစ်ခေါက်မှာတော့ကိတ်ပါဒီဒုတိယအကြိမ်မြောက်တော့ကံမကောင်းနိုင်တော့ဘူးအသင်းကြီးနှစ်သင်းကိုခံကန်ဖို့တော့တိတ်မဖြစ်နိုင်ဘူးအဲ့တော့ဥရုဂွေးအသင်းပဲနိုင်သွားမယ်1 စီလာ2စီလာဒါမျိုးပဲကြည့်ရမှာဖြစ်တယ်အဲ့တော့ဥရုဂွေး body လေးကြိုက်ပါတယ် round 2 day 4မှာနောက်ဆုံးပွဲစဉ်အနေနဲ့မြန်မာစံတော်ချိန်မနက်ဖြန်မနက်9:00 နာရီခွဲမှာကန်မယ်အီဂျစ်နဲ့နယူးဇီလန်ပွဲလေးကိုပြောချင်ပါတယ်ဒီပွဲမှာအီဂျစ်က1+30 ပေးထားတယ်ဂိုးပေါင်းကြီးအနေနဲ့ 2.60 ဆိုပြီးတော့ပေးထားပါတယ်အီဂျစ်အသင်းကလည်းဒါပထမအဖွင့်ပွဲစဉ်မှာဆရာကြီးဘယ်ဂျီယန်နဲ့တွေ့တဲ့အခါမှာသူတို့1-1ဆိုပြီးတော့တရေပဲခံကန်နိုင်တဲ့အတွက်တမှတ်ပဲရရှိထားတယ်အခု round 2မှာဒါ3မှတ်အနိုင်3မှတ်ရရှိအောင်သူတို့ကလည်းစူးစမ်းပြီးတော့ကန်မှာဖြစ်တယ်နယူးဇီလန်အနေနဲ့ကလည်းဒါအီရန်အသင်းကိုဒါပထမပွဲစဉ်မှာတရေကျထားတယ်အဲ့အတွက်ကြောင့်သူလည်းတမှတ်ပဲရရှိထားတယ်အဲ့တော့သူကလည်းဒါအီဂျစ်အသင်းကိုဒါခံကစားပြီးတော့တရေတမှတ်တော့မဟုတ်အနိုင်အထိသူစူးစမ်းပြီးတော့ကစားမယ်အီဂျစ်နဲ့နယူးဇီလန်ကတော့ဒါအတွေ့အကြုံရရောလူစင်းစုဖွဲ့မှုပိုင်းရရောဒါအများကြီးတော့ကွာပါတယ်အီဂျစ်အသင်းကဒီနေ့မှာအမှားယွင်းမရှိဘဲနဲ့အနိုင်ဖိုးတန်3မှတ်ကိုယူသွားလိမ့်မယ်လို့ထင်တယ်အီဂျစ်အသင်းမှာမိုဟာမက်ဆာလက်စ်တို့အိုမာမာမော့စ်တို့သူတို့ရဲ့သွင်းကိုးတွေကြည့်ရမယ်လို့လည်းထင်တယ်အီဂျစ်အသင်းပဲအနိုင်ရရှိသွားမယ်လို့ထင်ပါတယ် 1C or 2C ပေါ့နော်ခံစစ်ဆော့နေနဲ့ကောင်တာတွေနဲ့နယူးဇီလန်အသင်းကလည်းတကူလောက်ရသွားလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့အီဂျစ်အသင်းရဲ့ body ကိုပဲကြိုက်ပါတယ်တကယ်ချင်းတို့ရောဒီပွဲစဉ်လေးကိုဘယ်လိုမြင်လဲအောက်က comment မှာဝင်ရောက်ဆွေးနွေးပေးလို့ရပါတယ်